Okay အဲ့တော့ကျွန်တော်တို့ဒီနေ့ gain အကြောင်းနေပြောအောင်ပေါ့နော်ဆိုတော့ခုနလိုမျိုးကျွန်တော် master level မှာရောဒီ channel volume level မှာရောအနီတွေတောက်နေတယ်ဒီလိုအနီတွေတောက်နေတာကိုအဲ့လိုမျိုး sticker လေးအုပ်ပြီးတော့ဆက်ဖွင့်မလားဒါမှမဟုတ်ရင်အတန်ကို short ပြီးတော့ဖွင့်မလားဒါလေးကျွန်တော်တို့ဆွေးနွေးကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့အခုအနီးနေတာတွေကို short တင်လားမ short တင်လားဆိုတာကြတော့ကျွန်တော်တို့ gain အကြောင်းနေသိရမယ် master output level တွေသိရမယ် trim အကြောင်းတွေသိရမယ်ပေါ့နော်အခုဒီမှာကျွန်တော်တချင်းဖွင့်လိုက်ရင်တက်နေတဲ့ဒီ indicator မီဒီ indicator မီကအခုအစိမ်းရှိမယ်လိမ်မော်ရှိမယ်အနီရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအယောင်တွေကရောဘာတွေကိုပြလဲဘာဆိုလို့လဲပြီးဒီဘက်ဘေးမှာရှိနေတဲ့ decibel dB ဆိုတဲ့ဟာတွေကဏ္ဍတွေဒါတွေရောဘာတွေကိုအဓိပ္ပာယ်တရားမှုရှိလဲဆိုတာကိုကျွန်တော်အရင်ဆုံးလေ့လာကြည့်မယ်ပေါ့နော်ဒီ indicator တွေကိုကြည့်မယ်ဆိုလို့ရှိရင်အလယ်ကနှစ် line ထွက်တဲ့ indicator ကကျွန်တော်တို့ master indicator လို့ခေါ်မယ်လေဘေးနှစ် line ကဟာတွေကကျွန်တော်တို့ channel indicator တွေပေါ့နော်အဲ့တော့ဒီ channel indicator တွေကတချင်းရဲ့ volume ကိုပြမယ်ဒီဘက် channel 2ဆိုဒီဘက်က volume ကိုပြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ channel နှစ် line လုံးကဝင်လာတဲ့အတန်ကိုကျွန်တော်တို့ဒီ master volume မှာလာပြီးပြမယ်ပေါ့ကျွန်တော်အပြင်ကို output ဘယ်လောက်ထုတ်ထားလဲဆိုတော့ပမာဏကိုပြတဲ့ indicator လို့ပြောလို့ရမယ်ပေါ့နော်ဆိုတော့အခုလိုအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘက်က deck 1ကဖွင့်ထားတဲ့တချင်းကအတန်ကလည်း decibel ကို15 decibel အထိတိုးပြီးဖွင့်ထားတယ်လို့ဆိုလိုတယ်နောက်တစ်ခုကလည်း master indicator မှာလည်းကြည့်လိုက်ရင်အနီမီနီကနောက်ဆုံးမီနီကြီးပေါ်နေတယ်ဆိုတာကတချင်းအတန်ထက်15 decibel အထိတိုးပြီးဖွင့်နေတယ်ဆိုတဲ့သဘောပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီဘေးက decibel ရဲ့ကဏ္ဍတွေကိုကြည့်မယ်အဲ့တော့အခုဒီမှာဆိုရင်0ရှိမယ်0ကနေအောက်ကိုသွားရင် -3 -6 -9 -15 ပေါ့နော်and 24အပေါ်လို့ဆိုရင် plus တွေနဲ့3 6 9 12 15 10 okay ကိုယ့်ရဲ့ဆက်ကို skin change နဲ့အကြာကြီးလည်းမဆောင်ချင်ဘူးဈေးလည်းတက်တာချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ spin and land မှာမှာယူနိုင်ပါတယ်ကိုလိုချင်တဲ့ design မျိုးပုံစံမျိုးရှိရင်တော့၎င်းကိုယ့်ရဲ့ logo တွေကိုယ့်ရဲ့ဓာတ်ပုံတွေကိုဒီ skin ထဲမှာထည့်ပြီးတော့သုံးချင်တော့၎င်းကတ်ချင်တော့၎င်းကျွန်တော်တို့ spin and land မှာ order တင်လို့ရပါတယ် okay ဒါတွေကကျွန်တော်တို့ဘာလဲဆိုရင် decibel တွေဆိုလို့ရတယ် decibel ဆိုတာကအတန်ရဲ့ဒီ volume ပမာဏပေါ့နော်အတန်ကိုဘယ်လောက်ထိချဲ့ထားလဲအတန်ဘယ်လောက်ထိကျယ်နေလဲဆိုတဲ့ဟာကိုပြတဲ့တိုင်းတာတဲ့ unit လို့ပြောလို့ရတယ်ကျွန်တော်တို့ကအခုတချင်းတွေဖွင့်ကြတယ်ဆိုလို့ရှိရင်တာမန် original ထုတ်ထားတဲ့အတန်ဆိုတာရှိတယ်ပေါ့နော် original ထုတ်ထားတဲ့အတန်အဲ့တော့ဒီ original ကထွက်လာတဲ့အတန်ကကျွန်တော်တို့ဒီ0မှာထားပြီးဖွင့်တယ်ဆိုလို့ရှိရင်ဒါကတချင်းတစ်ပုတ်ရဲ့ original ကြားရမယ်အတန်ပေါ့နော်ကျွန်တော်ချဲ့ထားခြင်း short ထားခြင်းမရှိဘူးဆိုတဲ့သဘောပေါ့အဲ့တော့ကျွန်တော်တို့အခုဒီအပေါ်မှာ trim knob ရဲ့ master volume knob ရရှိမယ်အဲ့တော့အခုကျွန်တော်တို့ဒီမှာ trim ကို0ထိတက်အောင်လုပ်မယ်ပြီးရင် master ကိုလည်း0ထိပဲတက်အောင်လုပ်မယ်ဒါကိုကျွန်တော်တို့က0 setting လို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ0 setting နဲ့ဖွင့်နေဆိုတာက original လာတဲ့အတန်အတန်းကိုပဲဖွင့်နေတယ်ဆိုတဲ့သဘောဆိုတော့ဥပမာအနေနဲ့ကျွန်တော်တို့အခုဒီ0 level ကနေ trim ကိုတင်လိုက်တယ်ဆိုလို့ရှိရင်အခုဒီမှာ60တက်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တချင်းရဲ့အတန်ကို6 decibel တိုးပြီးဖွင့်ထားတယ်ဆိုတဲ့သဘောကိုဆိုလိုတယ်အဲ့ထပ်ချက်မယ်ဆိုလို့ရှိရင်9 decibel ချဲ့ပြီးတော့ဖွင့်ထားတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကတချင်းတစ်ပုတ်ကို9 decibel ထိတိုးပြီးဖွင့်ထားတယ်ဆိုတော့ကလိုအပ်တာထက်ပိုပြီးတော့ကျွန်တော်တို့က9 decibel တိုးထားတယ်ပေါ့နော်အဲ့9 decibel ထက်ပိုပြီးတော့ချက်မယ်ဆိုရင်12 decibel ထိရောက်တယ်ထပ်ချက်မယ်ဆိုရင်15 decibel ထိရောက်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒီမှာဆို9 decibel ထက်ကျော်သွားပြီ12 decibel ကိုရောက်ပြီဆိုတော့ねကျွန်တော်တို့ mini စပြပြီပေါ့နော်အဲဒီမှာဆို mini စပြပြီအဲ့ထက်မရောက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အနီအောင်မဟုတ်ဘူး9ပဲဆိုရင်တော့9 decibel အထိပဲတက်တယ်ပေါ့နော်ဆိုလိုတဲ့သဘောကကျွန်တော်တို့အချင်းရဲ့အတန်ကို original ထက်ပိုပြီးတော့9 decibel တိုးပြီးဖွင့်ထားတယ်ဆိုတဲ့သဘော okay နောက်တစ်ခုကကျွန်တော်တို့ဟုတ်ပြီ trim ကိုတော့ကျွန်တော်တို့9ထိပဲထားမယ်ဒါပေမဲ့ကျွန်တော်တို့ဒီ master level ကိုအရင်တင်မယ်ဆိုလို့ရှိရင်လည်းအဲ့တော့ master level မှာလည်းကျွန်တော်တို့ကဒီ channel နှစ် line ကဝင်လာတဲ့အတန်တွေကိုပို့ပြီးတော့တိုးပြီးတော့ထုတ်ထားရဲဆိုတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်အခုကျွန်တော်ဒီမှာပထမတချင်းရဲ့ deck 1ရဲ့တချင်းကို9ထိပဲတိုးထားဖို့မိမယ် master ကိုအရင်တင်ထားတဲ့အတွက်ကြောင့်မလို့အပြင်အတန်ထွက်နေတဲ့အတန်ကလိုအပ်တာထက်0ထက်
15 decibel တိုးပြီးတော့ထုတ်ထားရဲဆိုတဲ့သဘောပေါ့နော် okay ဒါမျိုးနားလည်လို့ရဟုတ်ပြီအခုကျွန်တော်တို့ကဒီ indicator ရဲ့ဘေးမှာရှိတဲ့ decibel တွေအကြောင်းနဲ့ဒီ0 decibel မီနီလို့ရှိရင်12 decibel တိုးပြီးဖွင့်တာတွေဆိုတော့ဒါကျွန်တော်တို့သိသွားပြီအဲ့တော့ကျွန်တော်တို့တချင်းဖွင့်တဲ့အခါမှာလိုအပ်တာတဲ့အတန်ကိုတိုးပြီးဖွင့်တင်လာဘာလို့အနီရောင်တွေမတောက်တင်နေတာလဲဆိုတာကိုတစ်ချက်သိဖို့လိုတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကဒီ trim ကိုတင်ပြီးဖွင့်နေဆိုတာကကျွန်တော်တို့တချင်းရဲ့အတန်ကို original အတန်ကိုကတစ်ခါတလေမှာတိုးနေတာမျိုးရှိနိုင်တယ် gain ကျနေတာမျိုးတို့ quality မကောင်းမဲနဲ့ quality ကျနေတာမျိုးဆိုတဲ့တချင်းမျိုးတွေကိုကျွန်တော် deck 1နဲ့ deck 2မှာရှိတဲ့တချင်းနှစ်ပုတ်ကအတန်ညီအောင်လို့ကျွန်တော် trim နဲ့တင်လို့ရဆိုတော့ကျွန်တော်တို့ဒီ trim ကိုတချင်းတစ်ပုတ်သေးရဲ့အတန်ကိုတိုးမလားချဲ့မလားတိုးပြီးဖွင့်မလားချဲ့ပြီးဖွင့်မလားကျွန်တော်တို့ဆုံးဖြတ်ပြီးတော့အတိုးချဲ့လုပ်လို့ရတယ် channel 2 line မှာ channel 1ဘက်ကတိုးမလား channel 2ဘက်ကတိုးမလားကျွန်တော်ကြိုက်တဲ့ channel ဘက်ကတချင်းကိုတိုးပြီးဖွင့်လို့ရတယ်အဲ့တော့ဒီ trim ကတချင်းတစ်ပုတ်သေးပုံမှာတရားမှုရှိတယ်နောက်တစ်ခုဒီ master volume level ကကျတော့0ထက်ကျွန်တော်တို့ကပို့ပြီးတော့တင်လိုက်မယ်ဆိုရင်ကျွန်တော်ဒါဆိုရင်9 decibel တင်ပြီးတော့အတန်ကိုထုတ်ထားတယ်ပေါ့ okay အဲ့တော့ဒီထိကကျွန်တော်တို့ပြဿနာမရှိဘူးပေါ့နော်အခု9 decibel ထက်ကိုကျွန်တော်တို့ကတင်လိုက်ပြီးဆိုရင် plus 12 decibel ရောက်ရင်ဘာလို့မီနီတောက်လဲဆိုတော့ကျွန်တော်တို့ကလိုအပ်တာထက်အရန်များနေပြီလို့ဆိုလို့ရတယ်ကျွန်တော်တို့တချင်းတစ်ပုတ်ရဲ့အတန်ကိုလိုတာထက်ပိုပြီးတင်ထားတယ်ဆိုတဲ့သဘောကိုတရားမှုရှိရပါတော့ကျွန်တော်တို့အရင်တော့က speaker တသေးလေးတွေကိုအတန်ကိုပိုပြီးကျယ်ကျင်တဲ့အခါကျတော့အတန် volume အဆုံးထိချဲ့တဲ့အခါမှာအတန်တွေအပ်လာတယ်ပေါ့နော်ကောင်းကောင်းမကြားတော့ဘူးဒါမျိုးတွေဆိုတာကကျွန်တော်လိုအပ်တာထက်အတန်ကိုပိုပြီးတော့တင်တာမလို့ဖြစ်လာတယ်အကျိုးတရားမှုအဲ့တော့အခုကျွန်တော်တို့ DJ link မှာလည်းအဲ့လိုပဲကျွန်တော်ဒီ DJ set တွေမှာလည်းဒီ indicator တွေရှိတယ်အဲ့တော့ဒီ indicator တွေကိုတေချာလေးဖတ်ပြီးတော့နားလည်ပြီးတော့မှအတန်ကိုအတိုးလျှော့လုပ်တင်တယ်ပေါ့နော်အခုလိုမျိုး12 decibel ထိရောက်ပြီးတော့မှအနီတောက်နေတယ်ဆိုတာကလိုအပ်တာတဲ့အတန်ကိုအရင်ချဲ့ထားတယ်ဆိုတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတန်တွေအပ်နေတာမျိုးတွေပိုပြီးလိုအပ်တာတဲ့ noise တွေပိုပြီးဖြစ်လာတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော် speaker တွေလောင်သွားတာမျိုးတွေ speaker တွေကွဲသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကကျတော့ဖွင့်မှာများလာပြီးမှ play time ကြာကြီးဖြစ်တဲ့ party မျိုးတွေမှာဒါမျိုးအနီတွေနဲ့ဆိုရင်စတိုက်ဖွင့်မယ်ဆိုရင်ဒီ set ထက်က sound ကထိခိုက်သွားနိုင်တယ်ဒါမျိုးဖြစ်နိုင်တဲ့ဆိုးကျိုးတွေအများကြီးရှိရပါတော့မီနီတောက်ပြီးတော့မှအကြာကြီးဖွင့်နေဆိုလို့ရှိရင်အတန်တွေကကောင်းကောင်းမွန်မွန်ပြပြတသားကြားရမှာမဟုတ်ဘဲနဲ့အတန်တွေလုံးလာတာမျိုးအတန်တွေက noise ဖြစ်လာတာမျိုး distortion ဖြစ်လာတာမျိုးအက်လာတာမျိုးတွေကြုံရလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုဒါတွေသိပြီဆိုလို့ရှိရင်ဘယ်လိုအနေထားမှာထားပြီးတော့ဖွင့်တဲ့နဲ့ဘယ်လိုအခြေအနေမျိုးအကောင်းဆုံးဖြစ်လဲဆိုတာကိုကျွန်တော်ပြပြမယ်အဲ့တော့အကောင်းဆုံးအခြေအနေကတော့ခုနကကျွန်တော်ပြခဲ့တဲ့0 setting ပေါ့နော်ကျွန်တော်ဒီ trim မှာလည်း0မှာထားဒီ master volume မှာလည်းကျွန်တော်0မှာထားပြီးဖွင့်တာကတော့ကျွန်တော်ဒီ0 setting ကတော့ ID ထွက်တဲ့အတန်ပဲပေါ့နော်အကောင်းဆုံးအတန်လို့ပြောလို့ရတယ်အဲ့တော့အတန်အတိုးအချက်အကြတော့ကျွန်တော်ဒီ set ကနေလောက်တာထက်ဒီ audio သမားတွေပေါ့နော်ကျွန်တော်တို့သက်ဆိုင်ရာ audio တာဝန်ယူထားတဲ့သူတွေကနေပြီးမှအတိုးအလျှော့ကိုလုပ်ပေးရတော့ပိုကောင်းတယ်ကျွန်တော် sorry ရတယ်လိုမျိုး venue အကြီးတွေ club အကြီးတွေမှာဆိုလို့ရှိရင်ဒါအတန်သမားအတန် audio engineer တွေတက်ရှိတယ်သူတို့တေချာချိန်ထားပြီးတဲ့အတန် volume rate အတိုင်းကိုပဲသူတို့ကချိန်ပြီးထုတ်ထားတာမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့က volume တွေကိုအတိုးအလျှော့ကိုကြတော့ကျွန်တော်ဒီကနေမလုပ်သင့်ဘူးပေါ့နော်အဲ့တော့ဒီ trim ကတော့ပုံသေးမရှိဘူးတချင်းပေါ်မှာမူတည်ပြီးအတိုးအလျှော့လုပ်မယ်ဒီ volume master volume level ကတော့ကျွန်တော်အတိုးအလျှော့မလုပ်သင့်တဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်တစ်ခါပဲအတန်ချိန်ထားပြီးရင်ဒီနေရာမှာပဲထားသင့်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဖွင့်တဲ့အချိန်မှာဒီ indicator တွေကိုကြည့်ပြီးမှမီနီတောက်တာမျိုးမရှိသင့်ဘူးအဲ့တော့ဒီနေရာမှာတစ်ဆက်တည်းကျွန်တော်တို့ဘယ်ဟာကအကောင်းဆုံးလဲဆိုလို့ရှိရင်ခုနက0 level ဆိုတာတော့အကောင်းဆုံးဆိုပေမဲ့ audio အတန်တွေကိုထုတ်တဲ့အခါမှာလည်းဒီ0 level ရဲ့အထက်ကို6 decibel လောက်အထိပဲတိုးတင်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ headroom လို့လည်းခေါ်တယ်အဲ့တော့ဒီ0 level ကနေပြီးမှအတန်ကိုကျွန်တော်ထပ်ပြီးထုတ်ချင်တယ်ဆိုလို့ရှိရင်အလွန်ဆုံးထုတ်တင်တာက0ကနေ3ဒါမှမဟုတ်6အထိလောက်ပဲထုတ်တင်တယ်ပေါ့နော်အဲ့တော့ဒီ6တက်ကျော်သွားပြီး9ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ headroom ရဲ့အပြင်ကိုရောက်သွားပြီဒီ9ကိုထပ်ကျော်သွားမယ်ဆိုလို့ရှိရင်တော့ mini တောက်ပြီအဲ့တော့12တွေ15တွေရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါအတန်ကကောင်းလာနိုင်စရာအကြောင်းမရှိတော့ဘူးအတန်တွေအက်လာတာမျိုးတွေကွဲလာတာမျိုးတွေ noise ဖြစ်တာမျိုးတွေဖြစ်နိုင်တယ် okay ဒါလေးကတော့ကျွန်တော်တို့ master volume indicator တွေ trim indicator တွေမှာ mini တောက်နေရခြင်းအကြောင်းနဲ့ကျွန်တော်တို့ဆင်ခြင်ရမယ့်အချက်တွေဖြစ်ပါတယ်
နောက်ဗီဒီယိုမှာတွေ့တာပါ